မင်္ဂလာပါမိုးလေဝသသတင်းတွေတင်ဆက်ပေးနေတဲ့စုစုစံ Official Channel လေးကနေကြိုဆိုလိုက်ပါတယ်။လာမည့်တစ်ပတ်အတွင်းမိုးတိမ်များဝင်ရောက်လာပြီးမိုးအုံလာကနေ့ပူချိန်များမြင့်တက်နေရာကပြန်လည်ကျဆင်းလာနိုင်သည်။ပင်လယ်ပြင်တွင်ရေမျက်နှာပြင်အပူချိန်မြင့်တက်နေတော့လဲအနောက်တောင်လေအားကောင်းကောင်းနှင့်မြမကမ်းရိုးတန်းဒေသများစီသို့တိုက်ခတ်နေပြီးမုတ္တမကွေတွင်မြောက်ဘက်သို့ချိုးကွေ့တိုက်ခတ်လာသောပင်လယ်လေးစီးကြောင်းကပဲခူးရိုးမှအရှေ့ဘက်ခြမ်းနှင့်အနောက်ချမ်းတို့မှတဆင့်အလယ်ပိုင်းမိုးနှဲရေရှားတတ်များအထိတိုးဝင်လျက်ရှိသည်အနောက်တောင်မုတ်တုံလေဝင်ရောက်နိုင်မည့်ရက်သည်မေလ20ရက်ကျော်မှသာပုံမှန်မုတ်တုံဝင်ရောက်ချိန်တိုင်းဝင်ရောက်ပွဲရှိနေသည်ဧပြီ28-29နေ့များတွင်ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအရှေ့ခြမ်းနှင့်မကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းနှင့်အရှေ့ပိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်တို့တွင်မိုးအနှင်းငယ်ရွာနိုင်ပြီးတနင်္သာရီတိုင်းတောင်ပိုင်းတွင်မိုးအသင့်အင့်မှမိုးများနိုင်သည်ကချင်ပြည်နယ်အထက်ပိုင်းစွန်ပရာဘုံနှင့်အထက်ပိုင်းဒေသများတွင်ဤရက်တစ်ပတ်အတွင်းမိုးများနိုင်သည့်အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမည်ဧပြီလ28ရက်နေ့မှ9လပိုင်းရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကျဲကျဲမှနေရာစိတ်မိုးထစ်ချုံရွာပြီးအချို့ဒေသများတွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်ပြည်သူများအနေဖြင့်အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်းနှင့်ရေပြိုခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရာနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမပင်လယ်ပြင်လှိုင်းနှင်းငယ်မှလှိုင်းအသင့်တင်ရှိမီလှိုင်းမြင့်မှမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်4ပေမှ9ပေခန့်ရှိနိုင်ပါသည်နောက်2ရက်အတွက်ခန့်မှန်းချက်ရန်ကုန်တိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာကွက်ကြားမှနေရာကျဲကျဲမိုးထစ်ချုံရွာမည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခန့်မှန်းချက်တိမ်အသင့်တင်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးအနှဲငယ်ရွာနိုင်ပါသည်ရွာရန်ရာနှုန်း60ဖြစ်ပါသည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်တိမ်အသင့်တင်ဖြစ်ထွန်းမည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်ထိခန့်မှန်းချက်တိမ်အသင့်တင်ဖြစ်ထွန်းမည်မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်